အခုလူနာပြုတ်ကျရွေးတောင်းတင်နေတဲ့နေရာပေ300ခန့်ရှိပါတယ်ကြောက်ထဲမှာပြုတ်ကျသွားတဲ့လူနာကိုလိုက်ရှာနေလူနာတော့တွေ့ပါပြီကိုကြီးချင်းနေကောင်းလားထားနိုင်လားဟမ်ထားနိုင်လားโอเคထားနိုင်တယ်ဆိုအဆင်ပြေတယ်နော်အတူတူတက်ရအောင်ကိုနဲ့ကျွန်တော်လည်းအတူတူတက်မယ်နော်အာတင်တာဘာမှမပူနဲ့တော့ကျွန်တော်တို့ရောက်ပြီနော်အာတင်တာကျွန်တော်ခဏအမောဖြေလိုက်အောင်နော်အတူတူတက်ကြမယ်ဘိုက်စားပြီလားမစားသေးဘူးလားရေတောက်မလားနော်ရေတောက်မနော်ရေစားတယ်နော်ကျွန်တော်လည်းမောနေပြီခဏမောဖြေပြီးမှအတူတူတက်ကြမယ်နော်လူနာ9ရက်6ညအစားမစားရေမတောက်ရတော့အာဟာရပြတ်ပြီးတော့လဲနေတာပါကျန်တာအကုန်လုံးโอเคပါတယ်ကျန်းမာရေးကောင်းပါတယ်ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရပါဘူးအခုတော့မှရေနဲ့မို့လေးအာဟာရပြောင်းခဏလေးဘိုက်ဖြည့်ခိုင်းတာပါနေရချက်ဆွလိုက်သူတို့6ရိုက်ရပြီအမကိုင်နာညီကကိုင်နာ